ရှင်နာဂသေနနဲ့အတူသွားရင်သူခေါင်းထဲမှာပေါ်လာတဲ့သူမရှင်းတဲ့မေခွန်းလေးတစ်ခုမေးတယ်အဲ့ဒါကိုမိလိန်နာပညာမှာမေခွန်းနံပါတ်4အနေနဲ့မှတ်တမ်းတင်ထားတာရှိတယ်ပေါ့နော်မိလိန်နာမင်းကမေးတာမဟုတ်ဘူးအနန္တကာယဆိုတဲ့အမတ်ကြီးကမေးတာသူမရှင်းတဲ့မေခွန်းလေးတစ်ခုသူမေးတယ်ဘာမေးတော့ဆိုဗန္ဒီနာဂသေနယံပဏိတံပြုတိနာဂသေနောတိကတမောဣဋ္ဌနာဂသေနောအရှင်ဘုရားကနာဂသေနလို့ပြောတယ်တဲ့အဲ့ထဲမှာဒီထဲမှာအရှင်ဘုရားပြောတဲ့နာဂသေနထဲမှာဘယ်ဟာကနာဂသေနအစစ်လဲဒီမေးခွန်းလေးကိုမေးတာသူကအဲ့တော့နာဂသေနမထေကကောပနိဋ္ဌာနာဂသေနောတိမင်းယတိဘသူဟာနာဂသေနလို့မင်းထင်တယ်လေတဲ့ဘသူကိုနာဂသေနလို့မင်းထင်တယ်လေလို့ဆိုယောသောဗန္တိအပန္တရိဝါတောစီဝပဝိတ္တိစေဝနိခမတိစာသောနာဂသေနောတိမင်းညာပဲအရှင်ဘုရားတဲ့အရှင်ဘုရားနှာခေါင်းကအမြဲတမ်းလေရှူနေတာဝင်လိုက်ထွက်လိုက်နဲ့ရှူနေတာအဲ့ဒီလေဟာအသက်ပဲအဲ့ဒီအသက်ကလေးကိုနာဂသေနလို့ထင်တယ်ခေါ်တယ်လို့ထင်ပါတယ်တဲ့သူကပြောတယ်ဗမာတွေလည်းပြောတယ်နော်အသက်ရှူတယ်လို့ပြောတာနော်လေရှူတယ်လို့မပြောဘူးအသက်ရှူတယ်လို့ပြောကြသူကလည်းအဲ့ဒီရှူလိုက်လို့ဝင်သွားတဲ့လေပြန်ထွက်လာတဲ့လေအဲ့ဒီလေကိုအသက်လို့သူကထင်တယ်အဲ့တော့ဒါနဲ့နေသည့်အတွက်ကြောင့်နာဂသေနဆိုတဲ့အထဲမှာကျန်တာကတော့ဒီဘောရီကြီးရုပ်တုကြီးရုပ်ကြီးပဲလေဒီလေလေးဝင်ထွက်နေတာလေးကိုအသက်လို့ထင်ဗမာတွေကလည်းအသက်ရှူရသွားပြီအသက်ရှူတယ်ဆိုပြီးတော့အသက်ပဲပြောနေကြတာလေကိုအသက်ရှူတယ်လို့ပြောတာနော်အဲ့တော့သူကလည်းအဲ့ဒီလေကိုပဲအသက်လို့ထင်တယ်တဲ့အဲ့ဒီအသက်ဟာနာဂသေနလို့ထင်ပါတယ်လို့ပြောတဲ့အခါကျတော့အဲ့ဒီလေဟာထွက်ပြီးတော့ပြန်မဝင်ဘူးဝင်ပြီးလို့ရှိရင်လည်းပြန်မထွက်ဘူးဆိုရင်လူတယောက်ဟာသက်ရှင်မလားရှင်နိုင်မလားမရှင်နိုင်ဘူးတဲ့ဒါပြောတာလူဟာသက်ရှူသွင်းလိုက်ရှိုက်ထုတ်လိုက်ရှူသွင်းလိုက်ရှိုက်ထုတ်လိုက်အဲ့ဒီလို24နာရီမရမနာရှူသွင်းနေတာရှူသွင်းရှိုက်ထုတ်လုပ်နေတာအဲ့ဒါရပ်သွားလို့ရှိရင်ရှူလိုက်တဲ့လေကပြန်မထွက်တော့ဘူးရှိုက်ထုတ်လိုက်တဲ့လေကလည်းပြန်မထွက်တော့ပြန်မဝင်တော့ဘူးဆိုရင်သေတယ်လို့ပြောကြတာသက်ရှူရပ်သွားပြီလို့ပြောတာနော်သက်မရှူနိုင်သက်မရှင်နိုင်ဘူးဆိုတော့မရှင်နိုင်ပါဘူးတဲ့ကဲဒါဖြင့်တဲ့ခရုသင်းမှုတ်တဲ့လူတွေချီပေါ့ကွာခရုသင်းမှုတ်တဲ့အခါကျတော့အဲ့ခရုသင်းမှုတ်တဲ့လူတွေဟာခရုသင်းကိုမှုတ်ကြတယ်မှုတ်တဲ့အခါမှာအဲ့ဒီလေကပြန်ဝင်လာတဲ့ခရုသင်းမှုတ်ပြီးတော့တွန်းလိုက်တဲ့လေကအဲ့ဒီလေကရောပြန်ပြီးတော့ဝင်လာသလားမဝင်ပါဘူးအဲ့ဒီတိုင်းပဲပလွေမှုတ်တဲ့လူတွေပါးစပ်ကနေမှုတ်ပြီးတော့ပလွေသွင်းလိုက်တဲ့အခါကျတော့ပလွေထဲမှာအတန်လေးထွက်လာတယ်ပေါ့နော်ပလွေတန်ကြားတယ်ဒါပေမဲ့အဲ့ဒီလေပြန်ဝင်သလားဆိုမဝင်ဘူးထို့တူပဲကျွဲချိုတို့နွားချိုတို့ကျွဲချိုကိုလည်းပဲမှုတ်တဲ့ဟာလုပ်ပြီးတော့မှုတ်သွင်းလိုက်တယ်အဲ့ဒီလေကလည်းပြန်မဝင်ဘူးဆိုရင်အဲ့ဒီလိုမဝင်တာနဲ့သူတို့မှုတ်ထုတ်လိုက်တဲ့လေတွေပြန်မဝင်တာနဲ့ဒီလူဟာသေသလားတဲ့ဆိုနော်ပါဇက်ကမှုတ်ပြီးတော့ပလွေမှုတ်လို့ပလွေတဲ့ရောက်သွားတဲ့ခူသင်းမှုတ်လို့ခူသင်းနဲ့ထွက်သွားတဲ့လေအဲ့ဓာတွေဟာပြန်ဝင်လာလဲစမဝင်ဘူးမဝင်တာနဲ့ဒီလူဟာသေသလားလို့ဆိုနော်အဲ့ဒီလိုထွက်သွားရဲ့သေလားဆိုမသေဘူးဒါဖြင့်ဘာဖြစ်လို့သူတို့မသေတာလဲတဲ့သူတို့ဘာလို့မသေးကြတာလဲဆိုအနန္တကာယမကနာဟံပฏิပလောတရားဝါဒိနာတတ္တိံတံလပိတောအ
အရှင်ဘုရားနဲ့တပည့်တော်မပြောရဲတော့ဘူးမပြောတတ်တော့ဘူးနော်ခေါရခီဝသင်းနဲ့မှုတ်သွင်းလိုက်တဲ့လေကဒီလူမှုတ်တဲ့လူရဲ့ပါးစပ်ထဲပြန်မဝင်တော့တာလေရပြန်ဝင်တော့ဒီလူကတည်သွားလားဆိုတော့မတည်ဘူးမတည်လို့ရှိရင်နော်ဘာကြောင့်သူမတည်တာတော့မဲမစင်စားဘူးလားလို့ဆိုအဲ့ဒီမှာနာဟံပฏิပလောတရားဝါဒိနာတတ္တိတန်လပိတုအရှင်ဘုရားလို့စကားတတ်တဲ့ကိုတော်နဲ့တပည့်တော်ဆက်မဆွေးရနိုင်ဘူးတဲ့သာဓုဗန္တိအထံသပိအရှင်ဘုရားအတိအကျပြောခြင်းတဲ့အကြောင်းအရာလေးကိုတပည့်တော်ပြောပါလို့ဆိုရှင်နာဂသေနာပြောတယ်နေသောစီဝောအဲ့ထွက်တဲ့လေဟာအသက်မဟုတ်ဘူးกว่าတဲ့နော်နှာခေါင်းကရှူသွင်းတဲ့လေနှာခေါင်းကထုတ်လိုက်တဲ့လေဒါအသက်မဟုတ်ဘူးတဲ့အတ္တတပတ္တတာနာမေတိကာယသင်္ခါရကာယသင်္ခါရလို့ခေါ်တဲ့ထွက်သက်ဝင်သက်တာဖြစ်တယ်နော်ကာယသင်္ခါရလို့ခေါ်တဲ့သက်ရှင်မှုအတွက်ဒီလေဟာအသက်မဟုတ်ဘူးသို့တော့အသက်ရှင်မှုအတွက်ထောက်ကူဖြစ်နေတာသာဖြစ်တယ်အတ္တတပတ္တတာကာယသင်္ခါရဆိုတဲ့အဘိဓမ္မာကျမ်းသုတ်တန်နေမှာလည်းပါတယ်ကာယသင်္ခါရဆိုတာဘာလဲထွက်လေဝင်လေကိုကာယသင်္ခါရလို့ခေါ်တယ်ဘာဖြစ်လို့လဲဆိုရင်ကာယနဲ့ဆက်ဆက်ပြီးတော့ဖြစ်ပေါ်နေတဲ့လှုပ်ရှားမှုတစ်ခုထွက်လေဝင်လေဟာဝါယောဓာတ်တာဖြစ်တယ်အသက်မဟုတ်ဘူးလို့ဆိုတာကိုအဘိဓမ္မာတရားအရာရှင်နာဂသိဏကသူ့ကိုရှင်းပြတယ်အဲ့ဒီနေရာမှာကာယသင်္ခါရဆိုတာထွက်လေဝင်လေမျှကိုသာပြောတာဒါလူအသက်မဟုတ်သေးဘူးလူအသက်မဟုတ်ဘူးဆိုတဲ့အကြောင်းလူအသက်ရှင်ဖို့အတွက်ထောက်ကူသာပေးတာဖြစ်တယ်ပေါ့သူကအသက်မဟုတ်ဘူးလို့အဲ့ဒီလိုရှင်းပြလိုက်တော့မှဒီထွက်လေဝင်လေကိုတစ်သက်လုံးအသက်လို့ထင်လာတဲ့အနန္တကာယအမတ်ကြီးဟာသဘောကျသွားပြီဘုရားဘာသာအဖြစ်ကူးပြောင်းသွားတယ်ဒါကအဲ့ဒီနေရာမှာမှတ်တမ်းလေးတစ်ခုပေါ့နော်